ဒီ action တွေနဲ့ဒီ verbs တွေကိုကျွန်တော်တို့ကပို့ပြီးတော့ခိုင်မာသွားစေခြင်းနဲ့ဆိုရင်လူတွေကိုဒါတွေကိုပို့လုပ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ကဒါတွေကို verb တွေအနေနဲ့မပြောရဘူးတဲ့ action အနေနဲ့မပြောရဘူးတဲ့တကယ်တမ်းကဘာပို့ပြီးထိရောက်တာလဲဆိုရင်ဒါတွေကို identity အဖြစ်ပြောင်းလိုက်ရတယ်တဲ့ဟင်အဲ့တော့ဒါကိုသူကဘာပြောတာဆိုရင် verb to noun လို့ပြောတာအဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တဲ့ဥပမာကျွန်တော်တို့ကကလေးကိုပြောမယ်ဆိုရင် you eat a lot of carrots လို့ပြောမယ်အစားတဲ့ you are a carrot eater အဲ့လိုပဲကိုပြောတဲ့အခါမှာ I run a lot လို့ပြောတာ ਨੇ တဲ့ I'm a runner ဆိုတဲ့ဟာနေကကျွန်တော်တို့အပေါ်ယံကြည့်ရင်ဘာမှအရေးမကြီးဘူးလို့ထင်ရပါမယ်တဲ့တကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့မသိစိတ်ကိုပေါ့နော်ကျွန်တော်တို့ရဲ့ subconscious ကိုတွားပြီးတော့ဟို program လုပ်တဲ့ဟာကြတော့မတူတော့ဟင်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာ I run every day လို့ပြောတာ ਨੇ I'm a runner လို့ပြောလိုက်တဲ့ဟာကတူတရားရောင်နဲ့လုံးဝမတူဘာကြောင့်လဲဆိုရင် I run every day ဆိုတဲ့ဟာကျွန်တော်တို့က action ကိုပဲပြောတာဒါပေမဲ့ I'm a runner လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ identity ကဘာလုပ်တဲ့လူလဲဆိုရင်ပြေးတဲ့လူဖြစ်သွားကြအောင်ကျွန်တော်တို့ကအဲ့ဒီပြေးတဲ့ဟာကိုပို့ပြီးတော့ကျွန်တော်တို့ကလှုပ်ဖြစ်သွားတယ်အဲဒါကြောင့်မလို့တခုခုကျွန်တော်တို့ကပြောတော့မယ်တရားကိုကျွန်တော်တို့ကတခုခုလှုပ်စေခြင်းလဲဆိုလို့ရှိရင် verb တွေအနေနဲ့မပြောတော့ဘဲနဲ့ဘာအနေနဲ့ပြောင်းရမှာလဲဆိုရင်ဒီကျွန်တော် noun အနေနဲ့ဒါမှမဟုတ် identity အနေနဲ့ပြောင်းဖြစ်ပါတဲ့ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်လည်း drink a lot of coffee ဆိုရင်လည်းအဲ့လိုမျိုးကျွန်တော်မပြောဘဲနဲ့ဘာလို့ပြောလို့ရလဲဆိုရင် I'm a coffee drinker ဆိုတဲ့ဟာကပို့ပြီးတော့ဘာဖြစ်သွားလဲဆိုရင် strong ဖြစ်သွားတယ် identity ကပို strong ဖြစ်သွားတယ်ကဲအဲ့လိုပဲကျွန်တော်ကလေးတွေပဲဖြစ်ကျောင်းမှာဆရာမတွေကနေပြီးတော့ကျောင်းသားတွေကိုကူညီစေခြင်းနဲ့ဆိုရင်လည်း can you help လို့မပြောပါနဲ့ can you be a helper အဲ့တော့ဒါကတိတ်တိတ်လေးပဲမယ်အရန်ကို powerful ဖြစ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကနေပြီးတော့သတိထားဖို့